ဒီဗီဒီယိုမှာတော့1995ခုနှစ်ကရန်ကုန်မြို့ကိုကျွန်တော်ကလိုက်ပြီးပြပေးပါမယ်။အရင်ဆုံးစူးလီနာတဝိုက်ကနေပဲစကြတာပေါ့။ရန်ကုန်လမ်းမပေါ်ကလူတွေကြည့်လိုက်ရင်တော့အများရန်သွားတွက်လာတွက်ပါပဲ။သမီးမှုတွေလွဲတွေကိုစီနဲ့ကျောင်းသားကျောင်းသူတွေကျောင်းတက်တဲ့အချိန်ရုံးသမားတွေရုံးသွားတဲ့အချိန်ဆိုတော့ဒီမြို့တော်ခမ်းမဘေးကဘားလန်းလို့ခေါ်တဲ့မဟာဗန္ဓုလပန်းခြံလမ်းကဒီနေ့မှလူတော်ပိုရှုပ်နေတယ်လို့ပါပဲ။အခုကျွန်တော်တို့ရောက်နေတာကစူးလီနဲ့မြို့တော်ခမ်းမတဝိုက်ဆိုတော့လိုင်းကားထိပ်တွေလည်းတော်တော်ကိုစုံပါတယ်။အခုမြင်နေရတဲ့လိုင်းကားကြီးကိုတော့39နံပါတ်နဲ့တွဲပြီးတော့မှတ်မိကြမှာပါ။ဒီလိုင်းကားနာမည်နဲ့ပေါက်တဲ့ red ချင်းကြောင့်လည်းအခုလိုမျိုးမှတ်မိနေတာဖြစ်နိုင်ပါတယ်။ဒီလမ်းကတော့အစိုးရရုံးဌာနတွေနဲ့နီးတဲ့နေရာမို့လို့လက်နေဆဲရိုက်တဲ့သူတွေမိတူကူတဲ့ဆိုင်တွေအများကြီးတွေ့ရတာပါ။ဒါနဲ့ဒီကေးရောက်နေတဲ့သူကိုတွေ့လိုက်ရလား။အမောပြီရေကေးတစ်ခွက်လောက်ဝယ်တောက်ဖို့ကျွန်တော်တို့မှအချိန်ရပါသေးတယ်။ဒီတဖီးပန်လို့လူခေါ်များတဲ့နိုင်ငံခြားကုန်သွယ်မှုပန်နာမှာလူတွေတော်တော်ကိုစီနေပါတယ်ကျွန်တော်တို့ဒီနားကနေဖျက်လျှောက်သွားရင်တော့လဲမလားဆိုပြီးတော့အမေးခံရမှသိကြပါတယ်ကျွန်တော်တို့ဒီနားကနေဖျက်ပြီးတော့စူးလီဖရီဇာဘက်ကိုတက်ကြတာပေါ့အဲ့မှာကလမ်းမေးဆိုင်တွေပေါ်တော့အသုံးလိုတာလေးတွေတွေ့နိုင်ပါတယ်看了，对对对，还在我那弄呢。拿了几个？စူးလီနဲ့မြို့ရဲတစ်ဝိုက်လည်းပတ်ပြီးပြီဆိုတော့ကျွန်တော်တို့တခြားမြို့နယ်တွေဘက်ကိုယထာစီးပြီးသွားကြည့်အောင်ယထာပေါ်မှာရောင်းနေတဲ့ရက်စားကတော့အမီးကျွရင်စားရပါတယ်အားနာရင်တော့တကူလောက်ဝယ်ပေါ့ကိုရကတော့တစ်ကြက်ဖို့နှစ်ကြက်ဖို့ထုံးပြူပမာစီနဲ့စားလို့ရပါတယ်
အဲ့လုံနဲ့ကဘလူးနဲ့ကနတ်နဲ့ကအားရအကြောင်းလဲဆောက်ရပါလားအထူးအများကြီးတွေကဒုတိယနဲ့နှစ်ဆောင်တော့တစ်စုံမဲ့သုံးချက်ပဲရအောင်ဘာနဲ့ကရာပညာရေးနဲ့ဆရာမကူတို့လူအတင်းရပြီးတော့ ဒီလူကြီးရောက်နေတဲ့ကွန်ပျူတာပေးရင်ဟောစတန်းကတော့3ချက်ပါတဲ့အခြားလူတွေမှန်တယ်ပြောလို့ဝယ်ဖတ်ကြည့်တော့ဘေရင်ကဟောတာကအခြေအမှာကန်ကောင်းပါမယ်တဲ့အခုရောက်နေတဲ့မြို့သစ်ဖက်နေရာတွေကတော့တီချာလည်းမသိထူထူကလည်းမသွားတတ်တော့စူးလေလို့អော်နေတဲ့လိုင်းကားတစ်စီးပေါ်တက်စီးပြီးတော့ပြန်လာပဲကောင်းမှထင်ပါတယ်ညနေပိုင်းကြာမှပဲရန်ကုန်မိုးကလည်းကောက်ကငင်နဲ့ရွာလာပြန်ပါပြီရန်ကုန်မိုးနဲ့ရန်ကုန်တို့ကအတူတူပဲဆိုတဲ့စကားတော့သတိရမိပါတယ်အပြောင်းလဲမြန်တာကိုပြောတာထင်ပါတယ်လမ်းပေါ်မှာထွက်လာတဲ့လူတွေအားလုံးကတော့ကြီးလေးကိုစီနေပေါ့တကယ်လို့မိတ်ဆွေကထီးမပါဘူးဆိုရင်တော့လာခေါ်မဲ့လူတရားယောက်ကိုစောင့်နေရမှာပါ1995ခုနှစ်မှာပဲဖြစ်ဖြစ်အခု2024ခုနှစ်မှာပဲဖြစ်ဖြစ်ပေါ့